ဒီနေ့ကတော့တာကေတာရွှေပစုံမှာရေခဲမုန်းနဲ့ဖာလူတာသွားစားမှာဖြစ်ပါတယ်ကဲရောက်ပါပြီဒါကတော့တာကေတာရွှေပစုံမှာဒီဆိုင်လေးမှာဓာတ်ပုံရဲလို့လည်းအရန်လာရလို့ကြားရတဲ့အတွက်ကြောင့်မို့လို့တက်မှုကတော့ဒီဆိုင်လေးရွေးချက်ဖြစ်တာပဲဖြစ်ပါတယ်ရှင်ကဲလှမလာတော့တက်မှုနဲ့တူသွားကြည့်မယ်အခုလောဆယ်တော့တက်မှုကအရင်ဦးဆုံးရေခဲမုန်းနဲ့ဖာလူတာရတာကိုမြည်စမ်းကြည့်ပါမယ်ကဲအရင်မြို့ရဲဆိုင်နေမှာတော့စားဘူးတယ်ပေါ့နော်ဒါတာကေတာရွှေပစုံတော့ပထမဆုံးရောက်ဘူးတာပါဒါကတော့မှားထားတဲ့ရေခဲမုန်းနဲ့ဖာလူတာပဲဖြစ်ပါတယ်ကဲမြင်တာနဲ့တကယ်ကိုစားချင်စရာပဲနော်ကဲတက်မှုကအရင်ဦးဆုံးဘယ်ဟာလေးကိုအရင်မြည်ကြည့်မလဲဆိုတော့ဖာလူတာလေးကိုအရင်မြည်ကြည့်ပါမယ်ဒါကတော့ဖာလူတာပါတကယ်ကိုအရသာရှိမယ်လို့ထင်ပါတယ်မြည်ကြည့်ပါမယ်နော်တကယ်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖာလူတာဆိုရင်တော့ရွှေပစုံကတကယ်ကိုနာမည်ကြီးပဲပေါ့နော်ပြီးတော့ဒါစတော့ပဲယူလေးနဲ့ရေခဲမုတ်ပါရေခဲမုတ်ဆိုရင်လည်းတက်မှုကတော့ဒီမှာ10မက်ဆိုရင်ပေါ့နော်10မက်အပြည့်ပေးချင်ပါတယ်ဈေးလေးတင့်ပြီးတော့စားလို့တကယ်ကိုကောင်းပြီးအေးအေးဆေးဆေးနဲ့ထိုင်စားလို့ရမယ့်နေရာလေးပါကဲဖာလူတာလည်းထပ်မြည်ကြည့်အောင်မယ်ဇုံမချတော့ဘူးပေါ့နော်တကယ်အရန်ကြိုက်ပါတယ်ပြီးရင်တော့တက်မှုတက်ပုံရိုက်ပါမယ်ကဲဓာတ်ပုံရိုက်လို့လည်းတကယ်ကိုအေးဆေးဆေးရှိတဲ့နေရာလေးပါရှုခင်းလေးလည်းအရန်လာတဲ့ရေကွန်လေးတွေအခုလိုမျိုးနော်တက်ပင်လေးတွေအဲ့လိုမျိုးလေးတွေနဲ့ပြီးတော့ခုံတန်းရလေးတွေတကယ်ကိုလှလှလေးတွေရှိတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ကဲအခုကြည့်နေတဲ့သူတွေထဲမှာရောက်ခွေးလူလေးရှိသူမရောက်ခွေးလူလေးတွေကလည်းဒီတာကတာရွှေပစုံလေးမှာရေကဲမှုစားကျင်တာပဲဖြစ်ဖြစ်ဖောက်တာစားကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဓာတ်ပုံလှလှလေးတွေရိုက်ချင်တာပဲဖြစ်ဖြစ်တကယ်ကိုအရန်လာတဲ့နေရာလေးတစ်ခုအဖြစ် recommend ပေးချင်ပါတယ်ပြီးတော့ဒီနေရာလေးမှာဆိုရင်တော့တက်မှုအချိုက်ဆုံးနေရာလေးတစ်ခုကိုပြပေးပါမယ်အဲ့ဒါဘာလဲဆိုတော့ဓာတ်ပုံရိုက်လို့တကယ်ကိုအနောက် background လေးထားပြီးတော့လေဓာတ်ပုံရိုက်လို့တကယ်ကိုလိုက်နေရာလေးပါဒီနေရာလေးကတော့ဟောဒီနေရာလေးပဲဖြစ်ပါတယ်ရှင်ဒီနေရာလေးမှာဆိုရင်ဓာတ်ပုံရိုက်ရင်တကယ်လိုက်ဒီတိုင်းကြည့်တော့မလာဘူးထင်ရရင်ပဲတကယ်ဓာတ်ပုံချိန်လိုက်မယ်ဆိုရင်တကယ်အရန်လာပါတယ်ဟောဒီနေရာလေးပါဒီနေရာလေးမှာဓာတ်ပုံရိုက်မယ်ဆိုရင်တကယ်ကိုပုံလှလေးထွက်လာပါမယ်ကဲတက်မှုကတော့ဒီနေရာလေးမှာဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပါတယ်ပြီးတော့ဒီနေရာလေးဆိုရင်တော့ဝါတက်တာတလေးပေါ့နော်တက်တာတလေးကိုဘေးမှာဆိုရင်ရေတကုံလေးတွေရှိမယ်ပန်းမင်လေးတွေရှိမယ်အေးလူလေးထိုင်ပြီးတော့လေဒီနေရာလေးမှာဓာတ်ပုံရိုက်လို့ရပါတယ်ပြီးတော့ဟောဒီမှာအကြိုက်ဆုံးနေရာတွေကတခုဆိုရင်ဒီမှာကျမနိုင်ငံနဲ့ဘယ်သူလာလဲအရန်ကိုချစ်စရာကောင်းတဲ့ငါးလေးလည်းရှိပါတယ်ရှင်ငါးလေးလည်းရှိပါတယ်တမှုကတော့အရန်ကိုပြောခဲ့ရပါတယ်ကဲအားလုံးပဲတက်တာ